ဒီနေ့မနေ့တော့သမီးအတွက်ပေါင်မုတ်ကို cheese လေးတွေနဲ့ roll လုပ်ထားပါတယ် ဘာလုပ်တာလဲမိအေးအဲ့ဘာအတွက်လဲXYZ ဘာလဲမိအဲ့တရှင်းလားတရှင်းဆိုတာအဲ့တိုင်းကင်ပြီးတော့ဆိုတာလားမေပေါင်မုတ်ဖိမဲ့အတိုင်းကြီးကိုကင်ပြီးတော့တရှင်းဆိုတာလား7 No မေအဲ့လိုလုံးဝမလားမေအဲ့လိုကြီးမလုပ်ရှင်ပါဘူးနော်ဖုန်းကြီးမှာတန်းပြီးတော့မေလုပ်ပြလုပ်ပြဘယ်လိုလုပ်တာလုပ်ပြမမေတော့မေလုပ်ပြဘယ်လိုလုပ်တာလဲမေကအဲ့လိုအဖိုးကြီးလိုဘောကောက်လေးနဲ့တွန်းမှလားတွန်းပြပါအဖိုးကြီးလိုဒုက္ကောက်လေးနဲ့တွန်းပြပါကိုတွန်းပြအဖိုးကြီးခါကုန်းကုန်းမတေးပါနဲ့နောင်နေ့ခါကြောင်ပုံပွဲကြီးပါ7မမေတော့နှစ်ဖူးမှလောက်ရမှာနှစ်ဖူးမှဟုတ်လားမမေကမေလုပ်ပြပါဦးတစ်ချက်လားအဲ့လိုလားအဲ့လိုကင်ပြီးတော့ဘယ်လိုကင်ရတာလဲတစ်ချက်ကင်ပြပါဒီလိုကင်ရတာဒီလိုကင်ပြီးတော့ဘယ်လိုတွန်းရလဲကြည့်ပါဦးမေလုပ်ပြပါဦးတစ်ချက်နော်ကင်ပြီးတော့တော့ဘယ်လိုတွန်းရတာလဲမေကိုပြโอเคအဲ့လိုလေးချောက်ပြီးတွန်းရတာလားစီဆာဂယူးဆိုင်ပါဦးဖြည်းဖြည်းလုပ်ပါဦးမလေးအဲ့လိုလားဒုက္ခလေးနဲ့အဲ့လိုတွန်းရတာလားအမလေးဒီဘက်လာပြပါဦးမေဘက်ကိုလာပြပါအေးဒုက္ခလေးနဲ့အဲ့လိုလေးတွန်းရတာမလေးကိုရင်ဟုတ်ပါပြီအရင်ဆုံးပေါင်မုတ်ပေါ်မှာပေါ့နော်ဒီ cheese လေးတွေဖြူလိုက်တယ်ပြလုပ်ထားတဲ့ပေါင်မုတ်လေးပေါ်မှာ cheese လေးတွေပြီးသွားပြီဆိုတာနဲ့သူကအဲ့ကျုပ်ဥ3လုံးလောက်ထည့်ပြီးတော့အဲ့ဟာလေးတွေပေါ်မှာဒီ spring roll လေးကိုပေါ့နော်အဲ့ဟာလေးကိုနေပြီးတော့နေလိုက်ပါတယ်နေပြီးတော့အကုန်လုံးနှိမ့်ဝင်သွားပြီဆိုတာနဲ့အဲ့လိုပုံစံမျိုးလေးကို3 roll လုံးမယ်ဆိုရင်လုပ်ပါတယ်ကျန်တာလေးတွေကျုပ်ကျန်တာလေးနဲ့ယူပြီးတော့စီအပူပေးပါတယ်ဘတ်တာလေးပုံမှာဘတ်တာလေးပြီးထည့်ပြီးတာနဲ့အမစီလေးရုံပါပဲပြီးသွားပါပြီဒီလိုလေးရပါတယ်အရင်စားလို့ကောင်းပါတယ်